မင်္ဂလာပါဒီနေ့ကတော့ Evaneza ဆိုတဲ့ဆိုင်လေးစီလို့ပြောပါမယ်ဒီဆိုင်လေးကတော့မိုးဟင်ကနန်းကြီးတုံးအုံလုံးခောက်ဆွဲလက်ဖက်တုပ်စာရေးပြရပါတယ်အဲ့ဒါကိုနန်းကြီးတုံးတောက်ဝယ်စားပါမယ်ကဲယူလိုက်ခဲ့ကြပါစို့ထပ်ဖို့ချီလီနာထပ်ဖို့ဒီလိုလေးဒီပြောင်းပြီးတော့ဒီလိုမျိုးချက်ပါလားပေါင်းနေတာပါနာပါလာတဲ့စိတ်နေတယ်ပဲအလိုပါကစောတော့နေနေတယ်Okay, count sabato. Thank you, Jesus. Amen. Okay, Talia ro sang nanji tok ဖြစ်ပါတယ် nanji tok စားကြပါစို့ Okay, nanji tok လေးစားရတာတော့အရသာဖြစ်ဖြစ်လေးလို့ရှင်ကိုလူတိုက်တဲ့ပုံစံမျိုးကိုဆိုင်ရှင်ကိုပြောပြီးတော့မှာစားပါတယ်ဒါတော့ဟီတောက်ပါတယ်ကဲနောက်ထပ်တစ်လုံးထားစားပါတယ်စားလို့ကောင်းတယ်ဒီနန်းကြီးတုပ်လေးကတော့တစ်ပွဲကို2500ကျပ်ဖြစ်ပါတယ်ကဲနန်းကြီးတုပ်စားလို့ကောင်းပါတယ်နန်းကြီးတုပ်လေးကိုဒီဘက်စားကြရပါစို့ကဲဒါတွေကတော့ကုန်ခံနေဖြစ်ပါတယ်နန်းကြီးတုပ်လေးဖြစ်ပါတယ်စားသုံးတဲ့သူရောက်စီတိုင်းပေါ်ပြားကြတိုင်းကောင်းချပေးပါစေ